အားလုံးပဲမင်္ဂလာပါစူပါမန် channel လေးကကြိုဆိုလိုက်ပါရနော်အခုဆိုရင်မိုးဖြန်ဖြန်ရွာသွန်းတဲ့မုတ်တုံရာသီကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်မိုးရာသီဟာကလေးငယ်များအတွက်ယောဂဝေဒနာတွေအဖြစ်များတဲ့ရာသီဖြစ်လို့ကလေးငယ်တွေအတွက်အသက်အန္တရာယ်ကိုပါဖြစ်ပွားစေတဲ့သွေးလွန်တုပ်ကွေးယောဂဟာလည်းဒီအချိန်မှာဖြစ်ပွားလာနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်စူပါမန်ကသွေးလွန်တုပ်ကွေးယောဂဖြစ်ပွားပုံနဲ့လက္ခဏာကာကွယ်ကုသနည်းလမ်းလေးတွေကိုမိမိတို့အတွက်ဝေမျှပေးလိုက်ပါရဲ့နော်ကလေးငယ်များမှာဖြစ်ပွားတတ်တဲ့သွေးလွန်တုပ်ကွေးယောဂဒန်ဂီ hemorrhagic fever DHF ဖြစ်ပွားရတဲ့အကြောင်းရင်းဟာဗိုင်းရပ်စ်ပိုးဒန်ဂီဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီးမျိုးကွဲ၄မျိုး DENV1 DENV2 DENV3 DENV4 ဆိုပြီးရှိပါတယ်သွေးလွန်တုပ်ကွေးဟာအထူးသဖြင့် Aedes aegypti နဲ့ Aedes albopictus ဆိုတဲ့အမျိုးအစားချင်းများကိုက်ရာမှာကူးစက်ရခြင်းဖြစ်ပြီးချင်းကိုက်ခံရပြီး၄ရက်ကနေ10ရက်အတွင်းမှာယောဂလက္ခဏာများပြသလိရှိပါတယ်။သွေးလွန်တုပ်ကွေးယောဂကိုတာမန်သွေးလွန်တုပ်ကွေး dengue fever DF နဲ့ပြင်းထန်သွေးလွန်တုပ်ကွေး dengue hemorrhagic fever DHF ဆိုပြီးသတ်မှတ်နိုင်ကတာမန်သွေးလွန်တုပ်ကွေးရဲ့လက္ခဏာတွေကတော့39ဒီဂရီကနေ40ဒီဂရီစင်တီဂရိတ်အထိအဖျားကြီးခြင်းခေါင်းကိုက်ခြင်းနဲ့ကြွက်သားနဲ့အဆစ်များနာကျင်မှုများကိုခံစားရလိမ့်ရှိပြီးမျက်လုံးနောက်ဖက်နာကျင်ခြင်းပြုတ်ဟန်ခြင်းများလည်းဖြစ်လိမ့်ရှိကာအဖျားကျသွားပြီးအချိန်များမှာခန္ဓာကိုယ်မှာအနီးစက်များထွက်လိမ့်ရှိပါတယ်။ပြင်းထန်သွေးလွန်တုပ်ကွေးယောဂရဲ့လက္ခဏာတွေကတော့ကိုယ်ခန္ဓာမှာသွေးကြည်ဥလွယ်ကနှာခေါင်းတဖုံးမှာသွေးယိုခြင်းများဖြစ်ပေါ်လိမ့်ရှိပါတယ်။ဘိုင်းအောင်ခြင်းလည်းခံစားရတတ်ပြီးပြုတ်ဟန်ခြင်းများမှာသွေးပါတတ်ခြင်းများလည်းဖြစ်ပေါ်တတ်ပါတယ်။ထို့ပြင်သွေးပေါင်ကျခြင်းအသေးအဆုပ်များမှာသွေးယိုကအရေးပေါ်အခြေအနေများဒန်ကီရှော့ syndrome ဖြစ်ပွားလိမ့်ရှိပါတယ်။သွေးလွန်တုပ်ကွေးယောဂမဖြစ်ပွားရအောင်ကာကွယ်ရမယ့်နည်းလမ်းတွေကတော့ချင်းကိုက်မခံရအောင်ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပြီးချင်းကိုက်မခံရအောင်နေကင်းနဲ့ညဘက်များမှာခြံထောင်ထောင်အိတ်တာပတ်ဝန်းကျင်မှာချင်းမပေါက်ဖွားအောင်ဆောင်ရွက်တာပတ်ဝန်းကျင်ကိုရေမွက်အောင်နဲ့တန့်ရှင်းအောင်ထားရှိပေးတာချင်းစီဖြန်းပေးတာတဘာဝချင်းစီများကိုသုံးဆွဲပေးနိုင်ပြီးကိုယ်ခန္ဓာရဲ့အဝတ်အကာအကွယ်မဲ့နေတဲ့ခြေလက်များမှာဒီပါသောလိန်စီဖြန်းစီများသုံးဆွဲပေးနိုင်ပါတယ်ကလေးငယ်ရဲ့အသက်အရွယ်ကျန်းမာရေးနဲ့တင့်တော်တဲ့ကာကွယ်ဆေးကိုဆရာဝန်ညွှန်ကြားချက်နဲ့သွေးလွန်တုပ်ကွေးကာကွယ်ဆေးများကိုလည်းထိုးနှံထားရှိပေးနိုင်ပါတယ်ကုသနိုင်တဲ့နည်းလမ်းလေးတွေကတော့ဆေးဝါးအဖြစ်ကလေးငယ်များအတွက်တီးသန့်ထုတ်လုပ်ထားရှိတဲ့ပါရာစီတမောတိုက်ကျွေးတာအဖျားကြောင့်ကုသပေးနိုင်ပြီး aspirin ibuprofen ကဲ့သို့ဆေးများကိုမတိုက်ကျွေးသင့်ပါဘူးအဖျားကြောင့်ရေဓာတ်ခံစားမှုမဖြစ်ပေါ်စေရန်အတွက်ဓာတ်စားရည် ORS တိုက်ခြင်းရေနဲ့အရည်များများတိုက်ကျွေးခြင်းများကိုပြုလုပ်ပေးနိုင်ပါတယ်သွေးလန့်ခြင်း shock ဖြစ်ပေါ်လာရင်တော့ဆေးရုံသို့ပို့ဆောင်ကအနီးကပ်ပြုစုကုသမှုခံယူကသွေးသွင်းကုသရန်အထိလိုအပ်လေရှိပြီးသွေးခဲခြင်းသွေးထုထဲကျခြင်းများဖြစ်ပေါ်မယ်ဆိုရင်လည်း IV fluid သွင်းပေးခြင်းနဲ့စောင့်ကြည့်ကုသမှုပြုလုပ်ရမှာပဲဖြစ်ပါတယ်။တကယ်လို့မိမိတို့ရဲ့ကလေးငယ်ဟာဖျားနာနေပါကသွေးလွန်တုပ်ကွေးဖြစ်နိုင်မဖြစ်နိုင်သတိထားစောင့်ကြည့်သင့်ပြီးမိမိတို့မဆုံးဖြတ်နိုင်ပါကတက်ကြွသူဆရာဝန်ပြသသင့်တယ်လို့အရေးပေါ်လက္ခဏာများဖြစ်တဲ့ကလေးငယ်ရဲ့လက်ဖြားခြေဖြားများအေးဆက်ခြင်းသတိလစ်ခြင်းတက်ခြင်းနှက်ရက်ဆက်တိုက်အန်နေခြင်းအသက်ရှူမမှန်အသက်ရှူမြန်နေခြင်းများဖြစ်ပေါ်လာပါကဆေးရုံဆေးခန်းသို့ပို့ဆောင်ကမဖြစ်မနေကုသမှုခံယူသင့်ပါတယ်သွေးလွန်တုပ်ကွေးယောဂဟာကလေးငယ်တွေအတွက်အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိဖြစ်နိုင်တာဖြစ်လို့ယောဂဖြစ်လာရင်လည်းမပေါ်စားပဲဂရုတစိုက်တေချာကုသသင့်တယ်လို့မဖြစ်ပွားသေးချိန်များမှာလည်းကာကွယ်ခြင်းများကိုတေချာစွာပြုလုပ်ထားဖို့စူပါမန်ကဗဟုသုတအဖြစ်ဝေမျှပေးလိုက်တာပဲဖြစ်ပါတယ်စူပါမန်ကမိမိတို့အတွက်ဗဟုသုတရစရာအကြောင်းအရာလေးတွေကိုအခါအားလျော်စွာတင်ဆက်ပေးသွားမှာဖြစ်လို့မိမိတို့သိချင်တာလေးများရှိခဲ့ရင်ဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်အခုလိုနားဆင်ပေးတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်